မင်္ဂလာပါဒီနေ့ကတော့ကျွန်တော် retail လုပ်ငန်းမှာလုပ်နေတဲ့ညီကိုမောင်နှမတွေအတွက်ထူးခြားတဲ့နေ့လေးတစ်နေ့ဖြစ်ပါတယ် Red လို့နာမည်ပေးထားပါတယ် Retail Employees Day ပါအိန္ဒိယနိုင်ငံမှာ2011လောက်ကနေစပြီးတော့ဒီနေ့ကိုအတိမတ်ပြုဂုဏ်ပြုတဲ့နေ့လေးဖြစ်သတ်မှတ်ပေးခဲ့တာပဲဖြစ်ပါတယ်အခုဆိုရင်တော့ကမ္ဘာတဝန်းမှာဒီ retail လုပ်ငန်းမှာလုပ်နေကြတဲ့လုပ်ဖို့ကိုင်ဘက်တွေ team member တွေညီကိုမောင်နှမတွေကိုဒီနေ့မှာချီးကျူးဂုဏ်ပြုအတိမတ်ပြုကြတာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့လည်း retail journey မှာရှောက်လန်းနေတဲ့လူတစ်ယောက်အနေနဲ့ကျွန်တော်ရဲ့လုပ်ဖို့ကိုင်ဘက်ညီကိုမောင်နှမတွေရောပြီးတော့ retail လုပ်ငန်းမှာလုပ်နေကြတဲ့မိတ်ဆွေတငယ်ချင်းအကုန်လုံးကိုလည်းဒီဂုဏ်ယူပါတယ်ပြီးတော့ချီးကျူးပါတယ်ဂုဏ်ပြုပါတယ်လို့ဒီနေ့ကနေပြီးတော့ပြောချင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ retail လုပ်ငန်းမှာလုပ်တယ်ဆိုတာအများကြီးကိုတိမ်မွေ့နူးညံ့ပြီးတော့ hard skill soft skill တွေအများကြီးလိုအပ်ပါတယ် internet customer service ကို internet customer service ကိုပါအကောင်းဆုံးထိန်းသိမ်းရင်းနဲ့ကိုယ့်ရဲ့လုပ်ငန်းမှာကိုယ့်ရဲ့ retail မှာလာဝယ်နေတဲ့ customer တွေအတွက်ကိုဘယ်လိုမျိုးအဆင်ပြေအောင်လုပ်ကြမလဲဘယ်လိုမျိုးကောင်းမွန်တဲ့ဝန်ဆောင်မှုတွေပြီးမလဲဆိုတာကိုအမြဲတမ်းစဉ်းစားနေကြတဲ့အပြင်ကိုကိုယ့်ရဲ့ team member တွေကိုယ့်ရဲ့ internet customer service ဖြစ်တဲ့ကိုယ့်ရဲ့ team member တွေကိုပါအဆင်ပြေချောမွေ့ဖို့အတွက်အမြဲတမ်းစဉ်းစားတွေးခေါ်ဒီ upgrade လုပ်နေရတဲ့လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့်မလို့တုံရင်တန်ယုံစိတ်ရှိုံနဲ့ဒီလုပ်ငန်းမှာရည်ရှည်လုပ်လို့မရတာသိကြပါတယ် continuous improvement mindset မရှိဘူးဆိုလို့ရှိရင်လေ retail လုပ်ငန်းမှာရည်ရှည်ရက်တည်လို့မရတာဖြစ်တဲ့အတွက်ကြောင့်မလို့အမြဲတမ်းအသစ်တော့စဉ်းစားတွေးခေါ်မှုတွေလုပ်ရမယ့်ကိစ္စရပ်တွေ process တွေကိုအမြဲတမ်းစဉ်းစားတွေးခေါ်ပြီးလုပ်ကင်နေရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် retail လုပ်ငန်းမှာဘယ်တော့မှယူသွားရတယ်ပြင်းသွားရတယ်ဆိုတာမရှိပါဘူးအဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးကြိုးစားအထောက်မှုတွေနေ့စဉ်နဲ့အမျှရင်ဆိုင်နေရတဲ့အခက်အခဲတွေကိုကြော်ဖြတ်နိုင်မှုတွေစိတ်ခံစားမှုကိုထိန်းချုပ်နိုင်မှုတွေအခက်အခဲတွေကိုကြော်လွှားနိုင်တဲ့စွမ်းအားတွေနဲ့နေ့စဉ်ကြော်ဖြတ်လုပ်ကင်နေကြရတဲ့ကျွန်တော်တို့ retail လုပ်ငန်းမှာရှိနေကြတဲ့ညီကိုမောင်နှမတွေလုပ်ဖို့ကိုင်ဘက်တွေအားလုံးကိုဒီနေ့ကနေချီးကျူးပါတယ်ဂုဏ်ပြုပါတယ်ကျွန်တော်ကိုယ်တိုင်လည်း retail journey မှာရှောက်လန်းနေရခြင်းကိုအမြဲတမ်းဂုဏ်ယူလက်ပါလို့ပြောရင်းနဲ့ဒီနေ့ retail employees day ကိုကြိုဆိုလိုက်ပါတယ်